အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကတော့ဗာလီမိတ်ဆက်ပေးမျိုးဆိုတော့ကျွန်တော်တို့လိုမျိုးစိုင်သမားတွေရုံသမားတွေတော့မီးရအရင်ရေးကြည့်တယ်ခင်ဗျမီးပြတ်သွားလို့မရမီးပြတ်သွားလို့ဆိုရင်လွတ်လွတ်ရတာအရင်ခက်ပါတယ်အဲကြောင့်မီးရတော့အရင်ကဆိုရင်ဦးကျန်းတွေ့ကြဘက်ထရီအိုးလေးတက်တယ်ဒါပေမဲ့မခံဘူး6လတစ်နေ့ဆိုပြဿနာတက်တယ်အဲဒါပါဝါကြီးကျလာတယ်အခုဦးကျန်းတက်ထားတာ iconic 320 mAh ဒီကောင်နဲ့6000နဲ့တွင်ရတာဒီကောင်ဆိုလို့ရှိရင်24 hour ဦးကျန်းတို့ဆိုင်ရာအေးစိမ့်ပြီးမပြတ်ဘူးအရင်မိုက်တယ်ဒီကောင်လေးက iconic ကတောင်းရတာတော်တော်အဆင်ပြေတဲ့ brand ထဲမှာပါတယ်ဒီကောင်လေး3G ရမ်းမိုက်တယ်အဲ့ဒါလေးလာပြီးပြပြတာပါမီ iconic ကိုတော်တော်ကောင်းတယ်ပြီးတော့သူက service ကောင်းတယ် service က RAM က10နှစ်ပေးထားတယ် 5+5 ပေးထားတယ်10နှစ်ဆိုတော့ဒီခုက easy ပဲဒီကောင်ကိုတက်ထားလို့ရှိရင်10နှစ်စိတ်ရတယ်ပြီးတော့သူတို့ရဲ့ကုမ္ပဏီက link တွေကခေါ်လိုက်ချက်ချင်းပြေးလာအဲ့ဒီ service ကအရန်ကောင်းတယ်တခြားတွေနဲ့မတူဘူးတချို့ဆိုလို့ရှိရင် battery တက်သွားတယ် battery တက်လူကတက်ကုမ္ပဏီကတက်ဖြစ်တယ်အဲ့အတွက်ပြဿနာတွေကအရန်ရှုပ်တယ်သူကကြတော့မဟုတ်ကိုယ်တိုင်တွင်းထားတဲ့ဟာဆိုတော့သူ့ရဲ့ပစ္စည်းကဘလောက်ကောင်းတယ်ဘာဖြစ်တယ်ဆိုတာသူကဒီတေးသိတဲ့အတွက်အရန်ဆင်ပြေတယ်ခေါ်ရင်ချက်ချင်းလာတဲ့ဟာကိုအရန်ကြိုက်တယ်အဲ့ကြောင့်မို့ဒီ iconic ကတော့မိုက်တယ်